မွေးတာကမြန်မာနိုင်ငံအလောက်လာလောက်တာကထိုင်းမှာတထေးကတရုတ်တထေးသူ့ဟာနဲ့သူတော့ဟုတ်နေတာပဲရွာမှာဆိုရင်လေထဲမှာကောက်ဆိုင်ရမှာကြောက်လို့ထိုင်းတက်လာတာထိုင်းမှာဆောက်လုပ်ရေးလာလုပ်နေရတယ်အခုလဲဗလက်မြေတွေတည်နေရတယ်ထိုင်းရောက်လာပြီးရင်မွေးမေကျေးဇူးဆက်မယ်လို့စဉ်းစားထားတာအခုတော့ပွဲစားကျေးဇူးအရင်ဆက်နေရတယ်ဆက်လို့ကိုမကုန်နိုင်ဘူးဘစ်စီမှာမုံလေးတစ်ခါသွားဝယ်စားဖို့အကျွေစီတွေလိုက်ကောက်နေရတာနဲ့တည်းအချိန်3နာရီလောက်ကြာတယ်ဒါတောင်တစ်ပတ်လိုနေသေးတယ်7မှာမုံသွားဝယ်ဖို့အကျွေစီတွေကြီးပဲကွက်တိယူသွားတာလမ်းမှာတစ်ပတ်ကြပြောက်သွားလို့ဘာမှမဝယ်ပဲပြန်လာရတယ်အမေကပြောတယ်နင်ငါစီကိုပတ်စံမပို့ပါနဲ့တဲ့ငါပို့တဲ့ပတ်စံက9000ပဲငါအမေစီကပြန်တောင်းတာက3သိန်းမနေ့ကပဲရွှေလက်ကောက်တကွင်းဝယ်လိုက်တယ်ရွှေဆိုင်ကတော့မဟုတ်ပါဘူး TikTok ကနေဘတ်20နဲ့အိမ်ရောက်ငွေချေပို့ခ free နဲ့မှာထားတာထိုင်းရောက်လာပြီးအဆင်ပြေနေတဲ့သူတွေရှိရင်လည်းပြောခဲ့ကြပါအောင်ငါစာအုပ်မှာရေးပြီးမှတ်တမ်းတင်ထားခြင်းလို့